God is good all the time. ဖခင်အလုံးကိုကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဒီလိုစနိုးရတီခက်ခဲတဲ့ရတီမှာလဲကွယ်ကာဆောက်ပါတယ်ဖခင်ရဲ့ကွယ်ကာဆောက်မှချင်းကြောင်းလဲယနေ့ထစ်တိုင်အောင်ကျွန်တော်တို့ကဗိမာန်တော်မှာလာရောက်ပြီးမှနှုတ်ကပတ်တော်တွေကိုခံယူနိုင်တာဖြစ်တယ်များစွာသောနိုင်ငံတွေများစွာသောတင်းတော်တွေနေရာဒေသတွေမှာကျွန်တော်တို့ယခုလိုဖခင်ကိုလွတ်လပ်စွာမဟုတ်ကွယ်နိုင်တဲ့နိုင်ငံတွေတင်းတော်တွေများစွာကြုံနေရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဖခင်ရဲ့မဆာချင်းကျေးဇူးကရုဏာတော်အဖြစ်ယနေ့ထိတိုင်အောင်ကျွန်တော်တို့ကလွတ်လပ်စွာနဲ့ဖခင်ကိုကူးကွယ်နိုင်တော့အခွင့်ကိုရရှိခံစားရဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဖခင်ကိုအားရပါရကူးကွယ်ချီးမွမ်းဖခင်အတွက်လဲလိုတယ်ဆိုတော့ကိုဒီကနေ့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ရာတူတူအခက်ခဲကြတဲ့အနေဖခင်ရဲ့မျက်မှောက်တော်ကိုဥထိပ်ပြီးမှလာရောက်တဲ့ကြောင့်အရောက်စီတိုင်းပေါ်မှာအလားနဲ့ပြန်မတူဘဲနဲ့ဖျားတခင်ငယ်တချင်ဝဲမြောက်ချင်းဖျားတို့တင်းတို့ပေါ်မှာတက်ရောက်တည်ရှိတည်ပါစေဆိုတော့ဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်ဝေငှဖို့လို့ပြောတဲ့အခါမှာဘုရားကိုကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားကျွန်တော်ကိုဖော်ပြတဲ့ຢာလေးတစ်ခုရှိတယ်အဲ့ဒီຢာကဘာလဲဆိုတော့ကုရာဆေးမရှိတဲ့ယောဂါကိုအောင်ချင်းကုလို့မရတဲ့ယောဂါကိုအောင်ချင်းဆိုတဲ့သဘောဖြစ်တယ်လောကမှာလူတွေကပြောကြတယ် COVID-19 ဟာဖြေရှင်းမရှိဘူးလို့ပြောခဲ့ကြပြီမဲ့ကုလို့မရဘူးလို့ပြောခဲ့ကြပြီမဲ့မကြခင်မှာပဲဆေးဖော်ပြီးမှကျမ်းမာခြင်းခွင့်ကိုရရှိခံစားခဲ့ကြတာဖြစ်တယ်အခုဆိုရင်ဘာခေတ်ရှားလဲဆိုတော့ကင်ဆာယောဂါကလည်းကုရဆေးမရှိဘူးလို့ပြောကြတယ်ဒါပေမဲ့အခုမကြခင်မှာပဲရုရှားကဒီကင်ဆာယောဂါကိုကုနိုင်တဲ့ဆေးတွေ့ပြီလို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်လောကမှာယောဂမှန်သမျှကိုကုလို့မရဘူးဆိုတာမရှိတယ်လို့ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ယောဂတစ်ခုပေါ်ပြီးရတဲ့မကြခင်မှာဖြည့်ဆေးကိုတီထွင်နိုင်ကြတယ်။ဒါပေမဲ့ကုလို့မရတဲ့ယောဂတစ်ခုဆိုတာကရှိနေတယ်။အဲ့ဒါကဘာလဲဆိုရင်ကြောက်တတ်သောစိတ်တဘောကကုတလို့မရတဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုအဲ့ဒီကြောက်တဲ့စိတ်ဆိုတာကမျိုးရိုးကနေပါလာတာ။အဲ့ဒီအရာကဘယ်နေလာတာလဲဆိုအာရနဲ့အေဝမျိုးရိုးကနေပါလာတာဖြစ်တဲ့ကြောင့်အဲ့ဒီကြောက်တဲ့စိတ်ပျောက်ဖို့ကုတာဖို့ဆိုရင်တော့မျိုးရိုးပြောင်းမှပဲအဲ့ဒီယောဂါကနေလွတ်မြောက်ခြင်းကိုခံစားမှာဖြစ်တယ်။ဒါကြောင့်အာရနဲ့အေဝါမျိုးရိုးကနေပျောက်ကျွန်တော်တို့ကပြောင်းပြီးမှတဆုံတယောက်ရဲ့မျိုးရိုးကိုပြောင်းမှသာလေလွတ်မြောက်ခြင်းဖြစ်မှာဖြစ်တဲ့ကြောင့်ကျွန်တော်မျိုးရိုးပြောင်းလို့ရအောင်ခရစ်တော်ယေရှုဟာဤလောကကိုဆင်းသက်လာတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာဖခင်နဲ့မျိုးရိုးတော်တဲ့အခါမှာကျွန်တော်တို့ဟာကြောက်တတ်သောစိတ်တဘောကနေကျွန်တော်တို့လွတ်မြောက်ခြင်းခံစားရတာဖြစ်တယ်။ဒါကြောင့်လေဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာမှာခရစ်မတ်ဆိုတဲ့လူရတီခံခြင်းကောင်းကြီးကိုအသက်တာမှာခံစားကြရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာကြောက်တဲ့စိတ်ဆိုတဲ့အခါမှာလူတိုင်းမှာရှိတယ်။ငွေကြေးကြောင့်လည်းကောင်းစီးပွားရေးကြောင့်လည်းအကြောင်းမျိုးမျိုးကြောင့်ကြောက်တဲ့စိတ်ဆိုတာမျိုးမျိုးလူတိုင်းမှာရှိကြတယ်။ခရစ်တော်ယေရှုလူလောကကိုလာပြီးမှလူရတီခံရတဲ့အကြောင်းရင်းကလည်းကျွန်တော်ရဲ့ကြောက်တဲ့စိတ်တွေကနေကျွန်တော်လွတ်မြောက်ဖို့အလုံးကလူရတီခံပြီးမှကျွန်တော်တို့လက်ဝါးကားတွေမှာပေးဆက်သွားတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့တက်တာမှာကုလို့မရတဲ့ဆေးဆိုတဲ့အရာကိုကျွန်တော်အောင်နိုင်တာကခရစ်တော်အားဖြင့်ပဲဖြစ်တယ်ဆိုတော့ကိုဒီကနေ့နှုတ်ကပတ်တော်နဲ့ဝေငါတက်တည်ခံမှာဖြစ်ပါတယ်။လူကခန်းကြီးနှစ်ခန်းငယ်30မှာယနေ့တွင်ဒါဝိဒ်မြို့၌သခင်ခရစ်တော်တည်ဟူသောကယ်တင်တော်ရှင်သည်တင်တို့အဖို့လုံးကဖွားမြင်ခြင်းကိုခံတော်မူ၏ဖတ်တော်တဲ့နှုတ်ကပတ်တော်ပေါ်မှာအထူးပဲဖျားခင်ကောင်းကြီးပေးပါစေကျွန်တော်ဆုတောင်းရအောင်အဖကိုရောကိုယေရှုတင်တယ်ယနေ့အထိတိုင်အောင်ပို့ဆောင်ပေးတဲ့အဖကိုရောဒီကျွန်တော်တို့ရဲ့အရှင်ကိုရောဒီကျွန်တော်တို့ရဲ့အဖဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်ကိုရောရဲ့လက်တော်နဲ့အပ်တယ်ကိုရောရောက်စီတိုင်းတက်တိဆောက်ဆရာနှုတ်ကပတ်တော်ဖြစ်ဖို့လုံးကမဆာပြီးကောင်းကြီးပေးပါမည်ကြောင်းကျွန်တော်ရဲ့အချိန်တိုင်းလုံးဆိုတဲ့တက်တာတစ်ခုလုံးကိုရောဖရဲ့လက်တော်နဲ့အတ္တခါမှာတေချင်းမှရွေးနှုတ်ကယ်တင်တော်မူသောယေရှုခရစ်တော်ရဲ့နာမတော်အမိပြီးဆုတောင်းစကကောင်းကြီးပေးကြပါ၏အာမင်ဖခင်ကြောင့်မလာခင်မှာတော်တော်လေးဒုက္ခတော်တော်လေးကြုံကြမှာဖြစ်တယ်စနိုးတွေလည်းကြားတယ်နောက်ပြီးမှအစိုးရကလမ်းမကြီးတွေခင်းပေးပြီးမြဲအိမ်ပတ်ဝန်းကျင်မှာသူတို့ကစနိုးမရှင်းပေးတဲ့ခါမှာကျွန်တော်ကားသေးလေးနဲ့လာတဲ့ခါမှာကားကျွန်းသွားတော့ကျွန်တော်သားလဲရှိုးစမိုးနဲ့တော့ပြင်လာတာ
အိမ်ဘေးနာလူတွေနဲ့တွန်းပြီးတဲ့ခါမှာကျွန်တော်ကလမ်းမကြီးရောက်လာတဲ့ခါမှာမောင်းလာတာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်သားကြီးလဲအဝတ်စားပြန်သွားပြီးမှလဲပြီးမှဖះเจ้าလာရတာအခက်ခဲလေးကိုတွေ့ရတာဖြစ်တယ်ဒီလိုပါပဲတင်းသားတွေရောက်စီတိုင်းရဲ့အသက်တာမှာအခက်ခဲလေးကြော်လောပြီးမှဒီကိုရောက်လာတယ်ဆိုတော့လေကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်ဒီလိုစနိုးရတီကိုလမလောက်ရှိတဲ့ရတီမှာဟိုးအဝေးကြီးကနေလာတဲ့အတင်းသားတွေလည်းရှိတဲ့တကြောင်အရန်ကိုပီတိဖြစ်ရပါတယ်ကျွန်တော်တို့ကတော့အခက်ဆိုးလို့ထင်ပေမဲ့ဒီလိုစနိုးတွေရှင်းပြီးမှဟိုးအဝေးကြီးကနေလာတဲ့အတင်းသားတွေကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းတာဖြစ်တယ်အခက်ခဲတွေရှိတော့လေဘုရားကိုဥထိတ်ထားတဲ့လူတွေရဲ့တက်တာမှာဘုရားသခင်ရဲ့ဘုံတကူအာနုဘောကိုမြင်ပြီးမှပြန်ရတယ်ဆိုတော့ကိုကျွန်တော်တွေ့ရပါတယ်မင်းညမှာကိုပြည်တော်တို့အိမ်မှာကျွန်တော်တို့အမဆုံးသွားတဲ့နေ့မှာကျွန်တော်နှစ်သိချင်းအစီအစဉ်မှာဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ငါခဲ့ပါတယ်လူကခန်းကြီးနှစ်ထဲမှာဇာခရီးရဲ့တက်တာမှာသူဟာယေရှုခရစ်တော်မွေးဖွားတဲ့နေ့ကိုမမြင်ရဘဲနဲ့အိမ်တော်မပြန်ရဘူးဆိုတဲ့ယူပါကိုသူခံစားခဲ့တယ်အဲ့ဒီခါမှာသူကဘာလုပ်လဲဆိုရင်အဲ့ဒီယူပါရုံအတိုင်းပဲခရစ်တော်ယေရှုမွေးဖွားတဲ့နေ့ကိုမြင်တွေ့ခဲ့တယ်ဆိုတော့တွေ့ရတယ်ဘာဖြစ်လို့ဒီအကျိုးကျေးဇူးကောင်းကြီးမင်္ဂလာခံစားတာလဲလို့ကျွန်တော်ကြည့်တဲ့အခါမှာလူကာမတိုင်ခင်မသဲမတိုင်ခင်ဓမ္မတစ်နဲ့ဓမ္မဟောင်းကြားထဲမှာ silent year ဆိုပြီးမှနှစ်400ရှိခဲ့တာဖြစ်တယ်အဲ့ဒီတော့တွင်းမှာအေတွင်လာလူမျိုးတွေဟာဖျားတခင်စီကစကားတော်လည်းမကြားတော့ဘူးသူတို့ဟာဖျားမဲ့ဘဝပုံစံမျိုးနဲ့နေပြီးမှအသက်တာမြောက်ပြားဆိုရှောက်လန်းခဲ့တာဖြစ်တယ်လူကာကျမ်းကိုဘသူရေးတယ်လဲလို့ကျွန်တော်ကြည့်တဲ့အခါမှာတပားတူတပည့်တော်တွေတော့မဟုတ်ဘူးနော်တပားတူတယောက်ကရေးထားတာဆရာဝန်ပေါလုရဲ့နောက်ကိုလိုက်ပြီးမှအင်္ဂလိပ်လုပ်နေတဲ့အစီခံတယောက်ဖြစ်တယ်သူကတမန်ကျမ်းစာထဲမှာဘာတွေ့တယ်လဲဆိုတော့သူကခရစ်တော်ရဲ့မွေးဖွားခြင်းအကြောင်းကိုသူရေးတဲ့အခါမှာအဓိကအားဖြင့်သူကကျမ်းမာရေးရှုတော့ကနေသူကဒီလုကာကျမ်းကိုသူရေးခဲ့တာဖြစ်တယ်ဒါကြောင့်လဲလုကာကကမ္ဘာမြေကြီးပေါ်မှာရှိသမျှယောဂါတွေထဲမှာကြောက်စရာအကောင်းဆုံးကဘာလဲဆိုကြောက်တတ်တော်စိတ်ဟာကြောက်စရာအကောင်းဆုံးဖြစ်တယ်ဆိုပြီးမှသူကရေးဖွဲ့ထားတာဖြစ်တယ်ဆရာဝန်တယောက်က COVID-19 ယောဂါကကြောက်စရာကောင်းပါတယ်ဒါမှမဟုတ်ရင်လည်းကင်ဆာယောဂါကကြောက်စရာကောင်းပါတယ်လို့သူမရေးခဲ့ဘူးဒီဆရာဝန်ကသူရေးတာကဘာလဲဆိုကြောက်တတ်တော်စိတ်တဘောဟာတဲ့လောကမှာကြောက်စရာအကောင်းဆုံးသောယောဂါကုသလို့မရတဲ့ယောဂါဖြစ်တယ်ဆိုမှသူကရေးခဲ့တယ်ဒီကနေ့ကျွန်တော်တို့တက်တာမှာဘာယောဂါခံစားနေတယ်လဲအဲ့ဒီယောဂါကနေလွတ်မြောက်ရတဲ့အခွင့်ကိုခံစားနိုင်တယ်ဖြည့်ဆည်းတွေကိုသိပ္ပံပညာရှင်တွေကဖော်ကျူးနိုင်တယ်ဒါပေမဲ့ကြောက်တတ်တဲ့စိတ်ကိုတော့ဘယ်ဆရာဝင်းမှမကုနိုင်ဘူးလူတွေဟာအများဖြင့်ဆေးရုံမှာတေချီပျက်စီးတဲ့လူတွေကိုကြည့်တဲ့အခါမှာကြောက်တဲ့စိတ်ကြောင့်တည်တဲ့လူဟာ 19% လောက်ရှိတာဖြစ်တယ်ဒါကြောင့်တင်းတော်တက်တာမှာဒီကြောက်တတ်တဲ့စိတ်ကိုဘလို့ကြော်လွှားရမလဲအဲ့ဒီကြောက်တတ်တဲ့စိတ်ကိုဘလို့ကုသရမလဲဆိုပြီးမှရှင်လုကာကကျွန်တော်တို့တင်းနဲ့ကျွန်တော်ကိုယုံကြည်သူတွေကိုနှိုးဆော်ထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တက်တာမှာကြောက်တဲ့စိတ်မရှိဘူးလားရှိတာဗောကောင်းကင်ဘဝကနေမြည်ကြစေမိုးမရွာနဲ့လို့အမိန့်ပေးခဲ့တဲ့ဣလိယတကယ်ယုံကြည်ခြင်းမှာအာတန်တဲ့သူဖြစ်ပေမဲ့ဘာမှမဟုတ်တဲ့မိန်းမတယောက်ရဲ့နော်စကားကိုကြားတဲ့အခါမှာသူဟာတောထဲတောင်ထဲမှာပြေးခဲ့ရတဲ့သူဖြစ်တာဖြစ်တယ်အာဗြဟံယုံကြည်ခြင်းဖခင်သူလဲကြောက်လို့တေမာကြောက်လို့သူ့အမျိုးသမီးကိုတော့မှညီမဖြစ်ပါတယ်ဆိုပြီးမှပြောခဲ့တာနော်ဣဇေယာကုပ်ရဲ့တက်တာမှာကြည့်လိုက်ဤတော့ကိုကြောက်ပြီးမှနော်တယောက်ထဲကောင်းကင်နမနဲ့လုံးနဲ့နမလုံးရတဲ့အချိန်ကြီးထိကြောက်ခဲ့တာနော်ဓမ္မကျမ်းစာထဲမှာကြည့်ပါယုံကြည်ခြင်းဖခင်တွေဘယ်သူမှမကြောက်တယ်လို့မရှိဘူးလူတိုင်းမှာကြောက်တဲ့စိတ်ရှိတယ်ကျွန်တော်လည်းကြောက်တယ်ကျွန်တော်လည်းကြောက်ပါတယ်အတင်းတော်တစ်ခု
လူဦးရေဒီလောက်ကိုဥဆောင်ရတာကျွန်တော်ရဲ့တက်ဆွမ်းနိုင်တယ်မြတက်ဆွမ်းချင်းနဲ့လှုပ်ဆောင်ချင်းနဲ့ဥဆောင်မှုဆိုရင်တော့လုံးဝမဖြစ်နိုင်ဘူးကြောက်ရွံ့မှုကျွန်တော်မှလည်းရှိပါတယ်တင်မှလည်းကြောက်ရွံ့မှုဆိုတာရှိမှဖြစ်တယ်အိမ်ထောင်ရင်းထဲမှာလင်းနဲ့မြားကြတဲ့မှာစီးပွားရေးမှာပြိုင်ပိုက်နေတဲ့ရင်ဆိုင်ရတဲ့ခါမှာဒါမှမဟုတ်ရင်လည်းအလုပ်ထဲမှာကိုယ့်ထက်အမျိုးမျိုးတော့ပြဿနာကြောက်ရွံ့မှုပြဿနာလူတိုင်းမှာရှိတာဖြစ်တယ်အဲ့ဒီကြောက်ရွံ့မှုတွေကိုဘလို့ကြော်လွားပြီးမှအဲ့ဒီကြောက်တဲ့စိတ်ကိုဘလို့ကုတာရမလဲဆိုမှရှင်လုကာကဒီနေရာမှာကျွန်တော်တို့ကိုနှိုးဆော်ထားတာဖြစ်တယ်ဒါကြောင့်ရှင်လုကာကစာရေးတဲ့အခါမှာဒီဆရာဝန်ကနော်ဒီကျမ်းစာကိုရေးတဲ့အခါမှာသူဟာလုကာနဲ့တမန်တော်ကိုရေးတဲ့သူဖြစ်တယ်သူဒီကျမ်းစာကိုရေးတဲ့ခေတ်ကာလဟာရောမအင်ပါယာကအုပ်စိုးတဲ့ခေတ်ကာလမှာဒီလုကာကျမ်းကိုရေးခဲ့တာဖြစ်တယ်အဲ့ဒီထဲမှာသူက၃ချက်ကိုသူကဖော်ပြထားတယ်ဇာခရိရဲ့ကြောက်တဲ့စိတ်ကိုဘလို့ကုတခဲ့တယ်လဲဆိုတာကိုသူကမိမောင်းထုတ်ပြတယ်ဒုတိယတစ်ချက်ကမာရိရဲ့အသက်တာမှာသူ့ရဲ့ကြောက်တဲ့စိတ်ကိုဘလို့ကုတခဲ့တယ်လဲဆိုတာကိုလုကာကဖော်ပြတယ်နောက်ဆုံးတစ်ချက်အနေနဲ့တိုးထိန်တို့ကသူတို့ရဲ့ကြောက်ရွံ့တဲ့စိတ်ကိုဘလို့ကုတခဲ့တယ်လဲဆိုတာကိုဖော်ပြတာဖြစ်တယ်ဒီကနေ့လူတိုင်းမှာကျွန်တော်တို့တက်တာမှာကြောက်တဲ့စိတ်ဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒီကြောက်တဲ့စိတ်ကိုကျွန်တော်တို့ကြော်လွားပြီးမှဘုရားတကယ်ဂရိတော်တွေကိုကျွန်တော်ဘယ်လိုခံစားမလဲဆိုတော့ကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာဒီ၃ချက်ကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်ဇာခရိရဲ့ကြောက်ရွံ့ခြင်းကိုဘယ်လိုကုသခဲ့တယ်လဲဆိုတော့ကျွန်တော်တို့လုကာခန်းကြီး1ခန်းငယ်7မှာကျွန်တော်ကြည့်အောင်ကောင်းကင်တမန်ကလည်းဇာခရိကြောက်ရွံ့ခြင်းမရှိနဲ့တင်ပြုတ်တော်ပထနာကိုနာခံတော်မူပြီတင်ခင်ပွန်းအီလိဇဘက်တီတားယောက်ျားကိုဖွာမြင်လိမ့်မည်ထိုသားကိုယောဟန်အမည်ဖြင့်မဲ့ရမည်ဖတ်တော်နှုတ်ကပတ်တော်ပေါ်မှာသူပဲဖျားခင်ကောင်းချီးပေးပါစေဇာခရိကဘာကိုကြောက်တာလဲကောင်းကင်တမန်ကသူ့ကိုတွားတွေ့တဲ့အခါမှာဇာခရိကြောက်ရွံ့ခြင်းမရှိနဲ့တဲ့ဒါဆိုတော့ဘာကြောက်တာလဲအဲ့ဒီခေတ်ကာလမှာနှစ်ပေါင်း400လောက်ဖျားကစကားမပြောတော့ဘူးအဲ့ဒီခေတ်ကာလမှာအုပ်ဆိုးတဲ့ခေတ်မှာသူအရန်ကြောက်တယ်နော်ဘာဖြစ်လို့လဲသူဟာဗိမာန်တော်တွားတဲ့အခါမှာသူဆုတောင်းတဲ့အရာလေးကတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုရင်တားယာတနာရဖို့ဆုတောင်းတာဖြစ်တယ်ဒါဆိုသူကြောက်တဲ့အရာကဘာလဲကျွန်တော်ကြည့်ရအောင်သူကဖျားသခင်ရဲ့ဂရိတော်တွေဖျားသခင်ရဲ့ prophet ပြုခြင်းတွေကိုသူအကျွမ်းမဲ့ယုံကြည်ထားတာဖြစ်တယ်ဓမ္မဟောင်းကိုကြည့်တဲ့အခါမှာထွတ်မြောက်ရာကျမ်းမှာကြည့်တဲ့အခါမှာမောရှေတို့ရဲ့ခေတ်ကာလမှာမောရှေရဲ့မိဘနှစ်ပါးကမောရှေကိုယူဖို့စိတ်ဆုံးဖြတ်ချက်ချတဲ့အချိန်မှာကြောက်ရွံ့နေရတဲ့အချိန်ဖြစ်တယ်။ကျုံဘောကိုရောက်နေတာတချို့ဆိုရင်လင်းနဲ့မရတော့အတူတူမနေတော့ဘူး။တနေရာမှာနေပြီးမှခွဲနေပြီးမှဘောကိုဖျက်တမ်းကြတာဖြစ်တယ်။ဘာဖြစ်လို့လဲ။တာသမီမရချင်းကြတော့လို့။တာသမီရတာနဲ့ဖာရောဘုရင်ကြီးကသူတို့မျိုးတွေကိုကလေးတွေကိုယောက်ျားဆိုရင်တပ်ပစ်လိုက်တာဖြစ်တယ်။အဲ့ဒီခါမှာအင်ရှင်တွေကတာသမီယာတနာရဖို့စိတ်မကူရဲကြတော့ဘူး။ဘာလို့လဲမွေးလာတဲ့ချင်းသွေးကိုအသက်ခံမအောင်ကြောက်တဲ့ခါမှာတာသမီယာတနာမယူကြတော့ဘူး။ဒါပေမဲ့အဲ့ဒီခေတ်ကာလမှာမောရှေအဖေနဲ့အမေကတခုတော့သူယုံကြည်ထားတယ်။အဲ့ဒါကဘာလဲဆိုရင်အာဗြဟံစီမှာဖျားခင် prophet ပြုတ်ထားတဲ့အရာကိုမောရှေအဖေနဲ့အမေကယုံကြည်ခဲ့တယ်။ကပ္ပဦးကျမ်းခန်းကြီး15အခန်းငယ်16ကိုကျွန်တော်ဖတ်တဲ့အခါမှာဒီလိုတွေ့ရပါတယ်။ထာဝရဘုရားကလည်းတင်းအမျိုးနွယ်တည်းတဲ့သူတပါးပိုင်တော်ပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပါးတို့၌ဂျုံခံခြင်းနှိမ့်ဆက်ညှင်းဆဲခြင်းကိုအနှစ်400ပတ်လုံးခံရကြလိမ့်မည်။ဘယ်လောက်လဲအနှစ်400ပတ်လုံးအမှန်တိမှကြတော့တယ်လူမျိုး40နော်အာဗြဟံဣဇက်ယာကုပ်40ပြီးသွားတဲ့အခါမှာတဲ့သူတို့ဒီဤပြည်တို့ပြန်လာကြလိမ့်မည်အာမောရိအမျိုးသားတို့ဤဒုစရိုက်အဖြစ်ဒီမစုံလင်သေးဟုအာဗြဟံအားမိန့်တော်မူတယ်မောရှေရဲ့အဖေနဲ့အမေကဖျားသခင်ကအာဗြဟံကိုစကားပြောခဲ့တာကိုသူတို့သိတယ် prophet ပြုတ်ခဲ့တာကိုသိတယ်နေပေါင်း400ကျော်400ပတ်ပြီးသွားတဲ့ခါမှာအာဗြဟံဣဇက်ယာကုပ်
မျိုးနွယ်စု40ပြီးသွားတဲ့အခါမှာလွတ်မြောက်ခြင်းကယ်တင်ခြင်းကိုပြန်လည်ပြီးမှခံစားမယ်ဆိုတော့ကိုသူတို့ကကြားခဲ့တာဖြစ်တယ်။ဒါကြောင့်သူတို့ဟာဘာဖြစ်လဲဆိုရင်သားသမီးယာတနာမယူရဲတဲ့ခေတ်ကာလမှာမောရှေအဖေနဲ့အမေကသားသမီးယူဖို့ဆုံးဖြတ်ပြီးမှဘုရားသခင်ဆုတောင်းပြီးမှသားသမီးယူခဲ့တဲ့အတွက်ကြောင့်မောရှေကိုမွေးဖွားပြီးမှအေတွေလလူမျိုးတွေ6သိန်းကျော်ကိုလူမြောက်ဖွယ်အတွက်ကယ်တင်နိုင်တဲ့အခွင့်ကိုရရှိခံစားခဲ့တာဖြစ်တယ် Praise the Lord ယုံကြည်ခြင်းဆိုတာကအကြောင်းအကျိုးတစ်ခုကိုကောင်းကောင်းမသိဘဲနဲ့ယုံကြည်ခြင်းဆိုတာရှောက်မလာဘူးမောရှေကသိတယ်ဒီအချိန်မှာဘုရားသခင်ကငါတို့ကိုကယ်လို့ဖို့သားသမီးယာတနာတယောက်ပေးမယ်ဆိုတာကိုသိတဲ့အခါမှာဆုတောင်းတဲ့အခါမှာပြဿနာအခက်ခဲရှိတော်လေသားသမီးယာတနာကိုတောင်းတဲ့အခါမှာဘုရားသခင်ကပေးပြီးမှအဲ့ဒီသားယာတနာတွေပဲအေတီလာလူမျိုးတွေလွတ်မြောက်ခြင်းကိုခံစားခဲ့ရတာဖြစ်တယ် Praise the Lord ထိုဒီလောက်ကောင်းမဲ့ဒီညမှာကျွန်တော်ကြည့်တဲ့အခါမှာဇခရိရဲ့ကြောက်ရွံ့မှုဆိုတာကဘာလဲဆိုရင်နေလေးအလုံးလုံးဘုရားသခင်စကားမပြောဘဲနဲ့ယောမအင်ပါယာအုပ်ဆိုးတဲ့ခေတ်ကာလကိုရောက်လာတဲ့အခါမှာအဲ့ဒီဖာရောဘုရင်ကဲ့သို့ရက်ဆက်ကြမ်းကြုတ်တဲ့ရှင်ဘုရင်သူ့နာမည်ကဘာလဲဆိုရင်ဣတောအမျိုးဣဒုံမို့ဣဒုမန်ဆိုပြီးမှအဲ့ဒီမင်းဆိုးကဥဆောင်တဲ့ဖာရောဘုရင်ခေတ်ဖြစ်တယ်ဣတောအမျိုးဆိုယာကုပ်နဲ့ဣတောတော့ပါမလားဣတောရဲ့အမျိုးအခုချိန်မှာဆိုရင်ဂါဇာကမ်းမြောင်ဒေသပေါ့အဲ့မှာအများဖြစ်သူတို့နေပြီးမှဣသရေလနဲ့စစ်ဖြစ်နေတာညီကိုနှစ်ယောက်နော်ဂါဇာကမ်းမြောင်ဒေသမှာနေတဲ့အမျိုးဖြစ်တယ်အဲ့ဒီဟေရောရှင်ဘုရင်ကြီးကအုပ်ဆိုးတဲ့ခေတ်မှာခရစ်စမတ်ဆိုတဲ့ခေတ်ကာလမှာလူပေါင်းများစွာကိုကလေးပေါင်းများစွာကိုတတ်ခဲ့တဲ့ history ကိုလည်းကျွန်တော်အားလုံးကသိပြီးသားဖြစ်တယ်အဲ့ဒီလိုယောမ empires is ဆိုရကအုပ်ဆိုးတဲ့ခေတ်ကာလမှာသားသမီးယာတနာရဖို့ဆိုတာကယူဖို့ဆိုတာကအရန်ခဲရင်တာဖြစ်တယ်ဒါပေမဲ့ तू ကကြောက်တော်လဲရှင်ဘုရင်ရဲ့အခက်ခဲတွေပြဿနာတွေရှိတော်လဲသားသမီးယာတနာရဖို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းခံမြဲဖို့အလုံးကသားယာတနာရှင်ယောဟန်ကိုပေးခဲ့တာဖြစ်တယ် Praise the Lord အဲ့ဒီရှင်ယောဟန်အားဖြင့်အေဒရီလလူမျိုးတွေမြောက်များစွာကမေစာယခရစ်တော်ယေရှုကိုယုံကြည်လက်ခံခဲ့ကြတာဖြစ်တယ်အဲ့ဒီရှင်ယောဟန်ရဲ့တပည့်နှစ်ယောက်ကလည်းတပည့်ခရစ်တော်ရဲ့တပည့်တော်များဖြစ်လာတာဖြစ်တယ်ခက်ခဲမောင်းပြားစွာရှိပြီမဲ့အဲ့ဒီအခက်ခဲတွေကိုမမူဘဲနဲ့သူတို့အတွက်လိုအပ်တဲ့သားယာတနာအတွက်ဆုတောင်းတဲ့အခါမှာဘုရားသခင်ကသားယာတနာပေးပြီးမှထိုသားယာတနာအဖြစ်လွတ်မြောက်ခြင်းကောင်းကြီးမင်္ဂလာအမျိုးတွေမှာကောင်းကြီးမင်္ဂလာခံစားစေခဲ့တာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့မှာကြောက်ရွံ့တဲ့စိတ်မရှိဘူးလားရှိတာပေါ့ခေတ်ကာလမကောင်းတော့ဘူးခေတ်ကာလမကောင်းတော့ဘူးတချို့ကပြောကြမယ်ဒီချိန်မှာသားသမီးယူတာမကောင်းဘူးဟုတ်ပါတယ်အမျိုးမျိုးပြောမယ်ဒါမှမဟုတ်လေပြဿနာတွေခက်ခဲပေါင်းများစွာနဲ့ရှိမယ်အိမ်ထောင်ကြီးထဲမှာဘလို့ပြဿနာပေါင်းများစွာကြောက်ရွံ့မှုပေါင်းများစွာရှိမှာဖြစ်ပါတယ်အဲ့ဒီကြောက်ရွံ့မှုပြဿနာခက်ခဲမှုပြဿနာတွေရှိတော့လေဘုရားသခင်ကကျွန်တော်ကိုခရစ်မတ်ဆိုတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလွတ်မြောက်ခြင်းကိုပေးခြင်းတဲ့ဘုရားသခင်ဖြစ်တယ် Praise God ဒါကြောင့်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဘလို့ပတ်ဝန်းကျင်တွေမှာပြောင်းပြီးမှကြောက်ရွံ့မှုတွေကဖုံးနေပါစေကျွန်တော်တို့လှုပ်ဆောင်ရမှာကပတ်ဝန်းကျင်ကဘလောက်ပဲပုခတ်နေပါစေပတ်ဝန်းကျင်မှာဘလို့ကြောက်ရွံ့မှုတွေဖြစ်ပေါ်နေပါစေကျွန်တော်တို့ကထာဝရဘုရားသခင်ရှိတော်မှာဒူးထောက်ပြီးမှဘုရားသခင်ကိုတောင်းဆုချွေနေရမှာဖြစ်တယ်အဲ့လိုဘုရားသခင်ထံတော်ထဲမှာသွားမစင်ကျွန်တော်ရဲ့ကြောက်ရွံ့မှုတွေကပယ်သွားပြီးမှကျွန်တော်တို့ရဲ့တက်တာမှာဘုရားပေးတဲ့ကောင်းကြီးနဲ့ထိုကြောက်ရွံ့မှုများကိုကြော်လွှားနိုင်တော်ယုံကြည်သူများဖြစ်ကြမှာဖြစ်ပါတယ်ဒီကနေ့ဇာခရီလိုကြောက်ရွံ့မှုတွေတင်းတက်တာမှာဘလို့အခန်းကဏ္ဍမှာကြုံဆုံနေရတယ်လေဒီကနေ့ပတ်ဝန်းကျင် news တွေကိုကြည့်တဲ့အခါမှာလေလူတက်မှုတွေဖျက်မှုတွေ refugee တွေတော့မျိုးပြဿနာတွေပဲသတင်းတွေကိုဖတ်ကြည့်လိုက်နားထောင်ကြည့်လိုက်ဘာတစ်ခုမှကောင်းတာမရှိတော့ဘူးအဲ့ဒီအရာတွေကျွန်တော်နားထောင်နေမှကြောက်ရွံ့နေရမယ်အစားကျွန်တော်တို့ကဒူးထောက်ပြီးမှထာဝရဘုရားသခင်ကိုဆုတောင်းနေရမှာဖြစ်တယ်ဒီကနေ့လူတွေကပြောလိုက်မယ်ဒီလိုခေတ်ကာလခေတ်နဲ့ကာလမှာဘာဖြစ်လို့အဲ့ဒီအရာတက်ဆုတောင်းနေတာလဲပြောတဲ့လူရှိကောင်းရှိပါလိမ့်မယ်
အာမင်ခဲ့ပါနဲ့တင်းရဲ့တာဝန်ကဆုတောင်းနေဖို့ပဲဖြစ်တယ် praise the lord ဒါပေမဲ့တခါတည်းမှာလေကျွန်တော်တက်တာမှာတောင်းတဲ့အရာကိုလည်းဘုရားကပေးတဲ့ချိန်ရှိလို့မပေးသေးတဲ့ကာလဆိုတာလည်းရှိတယ်ဇာခရိရဲ့တက်တာမှာတာယာတနာရချင်းနဲ့ဆုတောင်းတယ်လူတွေကတော့မင်းတို့တက်ကြည့်ပြီလေမင်းတို့တက်တယ်ကြည့်ကုန်ပြီတာသမီယာတနာမတောင်းနဲ့တော့လူတွေကအဖလောက်ထိပြောမလဲလူတွေကဲ့ချင်းကိုမကြောက်ဘူးလားကြောက်တာပေါ့လူတွေအပြစ်ပြောချင်းကိုမခံဘူးလားခံရတာပေါ့ဒါကြောင့်လဲသူကဗိမာန်တော်ထဲမှာဝင်ပြီးမှလူတွေကသူ့ကိုပြောမယ့်အရာလေးကိုမေ့လျော့ပြီးမှဒူးထောက်တဲ့အခါမှာအဲ့ဒီအသက်ကြီးတဲ့အသက်ရွယ်မှာကြောက်ရွံ့ခြင်းလူမြောက်ရတော့ခင်ကိုသူတို့တက်တက်မှာခံစားခဲ့ကြရတာဖြစ်တယ်ဒါပေမဲ့လေဘုရားခင်ကကျွန်တော်ဆုတောင်းတဲ့အခါမှာပေးတဲ့အခါမှာလည်းလေကောင်းကင်နမန်ကလာတယ်ဇာခရိမကြခင်မှာတာယာတနာရတော့မယ်အဲ့လိုလာပြောတဲ့အခါမှာ तू ကဟာဝန်တာလိုက်တာဘုရားခင်ကျွန်တော်ဆုတောင်းနေတာအဖြစ်ပေးဖြစ်တဲ့ကြောင့်ယေရှုတင်ပါတယ်ဆိုတဲ့စကားကိုမပြောနိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အသက်ကလည်းကြီးပြီနော်ဒီအချိန်မှာတာသမီယာတနာရဖို့မဖြစ်နိုင်တော့ဘူးဆိုတဲ့သူ့ကိုသူပြန်လဲပြီးမှဆန်းစစ်တဲ့ခါမှာ तू ကတော့ဆုတော့တောင်းနေတာပဲဆုတောင်းနေပြီဖះတကယ်ပေးတဲ့ခါမှာမယုံရဲတော့ဘူးမဖြစ်နိုင်တော့ဘူးကျွန်တော်ယုံကြည်သူတွေတက်တာမှာဆုတော့တောင်းနေတယ်ဖះကတော့ဆုတော့တောင်းနေတယ်တောင်းတယ်တကယ်တော့ပေးပြန်တော့လေဖះကိုတန်တရားရှိတဲ့အရာကတော်တော်လေးဝင်းနေစရာအဖြစ်ကိုကြုံရတာဖြစ်တယ်လာဇာခရိရဲ့တက်တာမှာ तू ကဖះကိုဆုတောင်းတယ်ဖះကအဖြစ်ပေးတဲ့ခါမှာဖះစကားကိုတန်တရားရှိမိတဲ့အခါမှာဘာဖြစ်သွားတယ်လဲဆိုရင်သူ့ရဲ့တက်တာမှာလောက်ဒေါင်းဆိုတဲ့အတက်တာကိုခံစားခဲ့ရဖြစ်တယ်အဲ့ဒီလောက်ဒေါင်းဆိုတာကဘာလဲဆိုတော့တယောက်တည်းလူတွေနဲ့တော့စကားမပြောတော့ဘဲနဲ့ဘာဖြစ်လဲအခန်းထဲမှာပဲအောင်းနေခဲ့တယ်ဆိုတော့တွေ့ရတယ်ဒီကနေ့တင်းနဲ့ကျွန်တော်ရဲ့တက်တာမှာကြောက်တဲ့စိတ်မရှိလားရှိပါတယ်လူတိုင်းမှာငွေကြီးပြဿနာအိမ်ထောင်ကြီးပြဿနာနောင်နာခက်ကိုစဉ်းစားမှဆိုရင်မောင်မဲနေတာဘာဖြစ်လို့ဖြစ်မှမသိဘူးကျွန်တော်အတင်းတော်ပဲဖြစ်ဖြစ်မိသားစုပဲကြည့်အနောင်နာခက်ကိုတွေးမှဆိုရင်တော့ဒီသားသမီးတွေကိုယ်စကားကိုနားထောင်ပါမလားတခါတည်းမှာကိုမွေးထားတဲ့သားသမီးတွေတော့မကိုတန်တရားရှိတယ်ဟုတ်ဘူးလားဟာဒီသားသမီးတွေဒီလိုကျွန်တော်ကိုအခုကတည်းကခံပြောအံပြောနေတယ်ဆိုရင်ဒီသားသမီးတွေကြီးလာရင်ငါ့ကိုပြုစုပါမလားငါ့ကိုလေးစားပါမလားသားသမီးတွေတော့မယုံရဲတဲ့ခေတ်ကာလဖြစ်နေတာကိုမွေးတဲ့သားတွေတော့မကြောက်နေရတာသူတို့ရဲ့နေပုံထိုင်ပုံသူတို့ရဲ့ behavior တွေကြည့်မယ်ဆိုရင်ငါမွေးတဲ့သားကဟုတ်ပါမလားဆိုတဲ့ကြောက်ရွံ့မိတွေကစိုးလွမ်းဖုံးအောင်နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လုပ်ရမယ့်အရာကဆုတောင်းဖို့ပဲဖြစ်တယ်တောင်းပါတန်တရားမရှိနဲ့တင်တန်တရားရှိမှဆိုရင်တင့်တက်တာမှာလောက်တောင်းတယောက်တည်းထိချင်ရတဲ့ဘဝနဲ့အဆုံးသတ်သွားမှာဖြစ်တယ်ဒါပေမဲ့ဘုရားကျေးဇူးမေတ္တာရှင်ဂရုဏာရှင်ဖြစ်တဲ့ကြောင့်ဇာခရိရဲ့ကြောက်တဲ့စိတ်ကနေလွတ်မြောက်ရတဲ့ခွင့်ကိုဘုရားပေးခဲ့တယ်အကြခင်မှာပဲတာယာတနာရတဲ့ခါမှာသူဟာအဲ့ဒီတာယာတနာအဖြစ်ဝမ်းမြောက်ခဲ့ရတယ်ဒါကြောင့်လေလုကာခန်းကြီး1ခန်းငယ်14မှာဒီလိုပြောထားပါတယ်တင်းဒီဝန်တာရှင်မျိုးချင်းရှိလိမ့်မည်ထိုသားကိုဖွားမြင်တော့ကြောင့်လူအများတို့ဒီလေဝမ်းမြောက်ခြင်းတို့ရောက်ကြလိမ့်မည်တဲ့သူရဲ့တက်တာမှာကြောက်ခဲ့ပါတယ်ကြောက်တော့လေဘုရားသခင်ကိုဆုတောင်းတဲ့ခါမှာဘုရားသခင်ကအဖြစ်ပေးတဲ့ခါမှာအဲ့ဒီသားအဖြစ်ပဲသူဟာဝမ်းမြောက်ခဲ့ရတယ်လို့လူတွေမြောက်များဆိုလဲဝမ်းမြောက်ခြင်းကယ်တင်ခြင်းဖြစ်တဲ့ခရစ်စမတ်ရဲ့ကောင်းကြီးကိုခံစားခဲ့ကြတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တက်တာမှာကြောက်ရွံ့ခြင်းရှိတော့လေကျွန်တော်တက်တာမှာဆုတောင်းခြင်းနဲ့အသက်တာမှာရှောင်းလန်းဖွင့်အတွက်လိုအပ်တယ်ဆိုတော့ကိုဇာခရိရဲ့တက်တာနဲ့ကျွန်တော်တို့တွေ့ရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ကြည့်အောင်မာရိရဲ့ကြောက်ရွံ့ခြင်းကိုဘုရားသခင်ကဘယ်လိုကုသပေးခဲ့တယ်လဲမာရိမှာလည်းကြောက်ရွံ့ခြင်းဆိုတာရှိတယ် silent year ဖြစ်လာတယ် silent year ဖြစ်လာတဲ့ခါမှာယောမ empire အုပ်ဆိုးတဲ့ခေတ်မှာယောမခေတ်ဆိုတဲ့အခါမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်နေဒေါ်လကောင်ကျွန်မနဲ့အမျိုးမျိုးပေါ့ယောက်ျားနဲ့ယောက်ျားမိန်းမနဲ့မိန်းမဆိုတဲ့ခေတ်ကာလဖြစ်တယ် living together ခေတ်ကာလဖြစ်တယ်ဆိုးရွံ့တဲ့ကာလဖြစ်တယ်ဒါကြောင့်လဲပေါလုကကောရိတုထဲမှာအမျိုးသမီးတွေဗိမာန်တော်ကိုတွားတဲ့ခါမှာဗာလဲမျက်နှာကိုဖုံးရမယ်ဆိုပြီးမှသူရေးထားတဲ့အရာတွေလဲ
တွေ့ရတယ်ဘာလို့အဲ့ဒီခေတ်ကာလကယောမအုပ်ဆိုးတဲ့ခေတ်ကာလဖြစ်တယ်အဲ့ဒီခေတ်ကာလမှာလူတွေကအခုချိန်မှာကျွန်တော်တို့မျိုးသမီးတွေအခုခေတ်မှာသမင်တူလေးဝတ်တာတွေကအဲ့ဒီခေတ်ကလေးကဖြစ်နေတာယောက်ျားမိန်းမအပြိုလူပြိုဆိုတာမရှိတဲ့လောက်ဖြစ်နေတဲ့ခေတ်ကာလဖြစ်တယ်အဲ့ဒီလိုရှင်သန်နေတဲ့ခေတ်ကာလမှာအေတွေလာလူမျိုးတွေကဖျားသခင်ဂရိတော်အေမာနွေလဟာအပြိုကညာနဲ့မွေးဖွားလာမယ်ဆိုတဲ့အရာကိုတမိုးမထားကြတော့မိမိတို့ရဲ့အပြိုကညာဘဝကိုတမိုးမထားပဲကြိုက်တယ်လို့အသက်ရှင်ခဲ့ကြတယ်ဒါပေမဲ့မယ်ရီရဲ့အသက်တာမှာတော့လူတွေဘလို့ပဲလမ်းမနေပါစေလူတွေဘလို့ပဲအသက်ရှင်နေပါစေသူ့ရဲ့အပြိုကညာဘဝကိုတန်ဖိုးထားပြီးမှအသက်ရှင်တဲ့အခါမှာယေရှုခရစ်တော်ဖခင်မွေးဖွားလာတာဖြစ်တယ် Praise the Lord ဒီကနေ့ခေတ်ကာလပတ်ဝန်းကျင်မှာလူတွေကကြိုက်တယ်လို့နေမယ်အရက်တောက်စားခြင်းတော်၎င်းကာမဂုဏ်ပျော်မွေ့ခြင်းနေနဲ့ရှင်သန်တဲ့အခါမှာတင်ကဖခင်ရဲ့မျက်နှာကိုရှုထောက်မှအသက်ရှင်တဲ့အခါမှာတော့လူတွေနဲ့ကိုယ့်ကိုယ်နိုင်ရှင်ကြည့်တော့ကြောက်စရာကောင်းတာပေါ့ဒါပေမဲ့တခုတိထားမှာပတ်ဝန်းကျင် environment ကဘလို့ပဲပြောင်းလဲနေပါစေမယ်ရီအသက်တာမှာလို့ဖခင်သခင်နဲ့ကျွန်မရှောက်လမ်းမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ရှောက်မဆိုရင်သင်ဟာဖခင်သခင်ရဲ့မျက်နှာတာကိုသင်သက်တာမှာခံစားကြရမှာဖြစ်တယ်ဒါကြောင့်လည်းဒီလိုပြောထားပါတယ်ကောင်းကင်တမန်ကလည်းမာရိကြောက်ရွံ့ခြင်းမရှိနဲ့သင်ဒီဖခင်သခင်ရှေ့တော်၌မျက်နှာရပြီတဲ့ဘာဖြစ်လို့မျက်နှာရတာလဲပတ်ဝန်းကျင်ကလူတွေဘလို့ပဲပျက်စီးခြင်းနဲ့အသက်ရှင်နေပါစေသူကဖျားသခင်တဲ့ကောင်းမွန်တဲ့အသက်တာနဲ့အသက်ရှင်တဲ့အခါမှာသူ့ရဲ့အပြူကညာဘဝကနေခရစ်တော်ယေရှုမွေးဖွားလာတာဖြစ်တယ်။ပတ်ဝန်းကျင်ကြည့်မစမကြောက်တာပေါ့အပြူကညာဘဝယောက်ျားနဲ့အတူမနေဘူးတဲ့ဘဝနေအိမ်ထောင်ကြမဆိုရင်ကိုဝင်ဆောင်မဆိုရင်လူတွေကပြောမှာပေါ့မယ်ရီယေမင်းကတော့ကိုအရန်တန်ရှင်းလာပြီလို့ထင်ပြီးမှငါတို့ကကြိုက်တယ်လို့ပေါ့ပေါ့နေရဲ့နော်အပြိုကညာမိမိတို့ရဲ့လူပြိုဘဝကိုတမိုးမထားပဲကြိုက်တယ်လို့နေတယ်မင်းကကိုတန်ရှင်းလာပြီလို့အသက်ရှင်ဟန်ဆောင်ပြုတ်ပြီးမှအခုတော့အဖေမပေါ်တဲ့ကိုဝင်ရပြီဆိုပြီးမှပြောခံရမှာကိုလည်းကြောက်မှာဖြစ်ပါတယ်ဒါပေမဲ့ဘုရားခင်ရဲ့တန်ရှင်းကောင်းကင်တမန်ကသူ့စမှာလာပြီးမှမင်္ဂလာရှိတော်မယ်ရီလို့လာပြောတဲ့အချိန်မှာသူ့ရဲ့ကြောက်ရွံ့တဲ့စိတ်ရှိပြီးမဲ့ကိုတော်အလိုတော်ရှိရင်ကိုတော်အလိုတော်တိုင်းတာဖြစ်ပါစေဆိုမှအလိုတော်ဝင်ခံတဲ့ခါမှာဒီကနေ့တင်းတဲ့ကျွန်တော်အပြစ်လောကဘဝလောကီသားများကျွန်တော်တို့အပြစ်နွန်ထဲကနေလွတ်မြောက်ရတဲ့တာယေရှုခရစ်တော်ကိုမွေးဖွားရတဲ့ခွင့်တူမြတ်ကိုသူ့တက်တာမှာခံစားရတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်မျက်နှာตาဖြစ်တယ်ဒီကနေ့တင်းရဲ့ပတ်ဝန်းကျင်ကိုကြောက်ပြီးမှဘာလဲဗမာစကားမှာရှိတယ်ချော်လေရောထကြော်လေရောထိုင်စာမျိုးမဖြစ်ဖို့ရတဲ့အရာကြီးကြီးတာဖြစ်တယ်ဒီကနေ့ခေတ်ကာလဟာဒီလိုဖြစ်နေတာဖြစ်တယ်။အော်လူတွေကဒီလိုပဲလေဒီလိုပဲတက်ရှင်လိုက်မယ်မလုပ်ပါနဲ့။တင်တယောက်ထဲဆိုရင်တော့မှမယ်ရီအသက်တာလိုပဲပတ်ဝန်းကျင်ကြောင့်မပဲနဲ့တင်းရဲ့ကြောက်ရွံ့မှုစိတ်တွေကိုဖယ်ရှားပြီးမှဖရာသခင်တက်ကျွန်တော်ကောင်းဆုံးအသက်ရှင်ပါမယ်ဆိုမှအသက်ရှင်ဖွင့်တဲ့ဒီကနေ့ကျွန်တော်ရဲ့ကြောက်ရွံ့ခြင်းကိုဖရာသခင်ရဲ့မျက်မှောက်တော်နဲ့ကုသတော်သူများဖြစ်ဖွင့်တဲ့လူပါပါဖြစ်တယ်။အာမင်။ဒါကြောင့်ဒီကနေ့ကျွန်တော်တက်တာမှာကိုတန်ဖိုးထားတဲ့လူရဲ့တက်တာမှာဘုရားခင်ပေတော်မှမသိငယ်စေဘူး။မနေ့ညတုန်းကကျွန်တော်တို့အတင်းသားတွေလည်းတချို့ Facebook မှာလည်းတင်ကြတယ်။ Joshua Van ဆိုတာနိုင်တာနဲ့Joshua Van တချို့ဆိုအိတ်တုံပေးဘူး Joshua Van ကြည်တာကျွန်တော်ကည7 နာရီခွဲလောက်ထိ star ကြီးလုပ်တဲ့အခါမှာကျွန်တော် Facebook လေးတစ်ချက်ကြည့်တဲ့အခါမှာကျွန်တော်အတင်းသားတွေလည်းတော်တော်လေးအားပေးကြတယ်တချို့ဆိုရင်အားပေးုံတမကကိုယ့်ရဲ့ Facebook profile မှာတော့မှတင်ကြတာတကယ်ဂုဏ်ယူပါတယ်ကျွန်တော်လည်းဂုဏ်ယူတယ်ဘာဖြစ်လို့မြန်မာပြည်သားဖြစ်တယ်အာရှနိုင်ငံမှာပထမဦးဆုံး UFC မှာကပတ်ပိုင်ဆိုင်တဲ့သူဟာအခုချိန်မှာတမိုင်းတွင်တော်တာက Joshua Van ဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်ကြည့်အောင် Joshua Van လေးအကြောင်းလေးနဲ့နည်းနည်းခွန်အားပေးချင်တယ်ဒီလိုအာရှတခွင်မှာကဘာကျော်ရွှေကပတ်ကိုပိုင်ဆိုင်သွားတာကဘာကြောင့်လဲဆိုရင်
သူ့ရဲ့အမေကြောင့်ဖြစ်တယ်ဒီကိကဘာမှာအောင်မြင်တဲ့လူတွေကိုမွေးထုတ်ပေးတာကမိခင်တွေပဲဖြစ်တယ်ဒီကနေ့တင်းနဲ့ကျွန်တော်ကပြစ်နုထဲကနေရွေးလို့ကဲတင်ဖို့ရန်အတွက်အဓိက sacrifice လုပ်တဲ့သူကမိခင်မယ်ရီပဲဖြစ်တယ်မိခင်တွေဟာအရင်အရေးကြီးတာဖြစ်တယ်ဒီမိခင်ကနေကဘာလောကစัจ java တခုလုံးတုံလို့စေတဲ့သားသမီးတွေကိုမွေးထုတ်ပေးနေတာဖြစ်တယ်ယောရှုဗန်ရဲ့တက်တောင်ကျွန်တော်ကြည့်တဲ့အခါမှာလူကတော့တိတိလေးပါပဲတောင်ပေါ်သားလေးတယောက်ဖြစ်တယ်ဒါပေမဲ့ဒီကနေ့အာရှတစ်ခွေလုံးမှာပထမအဦးဆုံးရွှေကပတ်ကိုကင်နိုင်တဲ့သူမိခင်သူဖြစ်လာတာကဘာကြောင့်လဲဆိုသူ့ရဲ့မိခင်ကြောင့်ဖြစ်တယ်သူ့ရဲ့ခင်ပွန်းတဲ့တည်ဆုံးသွားတဲ့အခါမှာနောက်အိမ်ထောင်မပြုတ်ဘဲနဲ့သားသမီးတွေကိုကောင်းကောင်းပံ့ပိုးပြီးမှဆုတောင်းခြင်းနဲ့ဖခင်နဲ့တွားလာတဲ့အခါမှာဂျောရှုဗန်ဟာအခုချိန်မှာရွှေကပတ်ပိုင်ရတဲ့အခွင့်ကိုပိုင်ဆိုင်သွားတာဖြစ်တယ် praise the lord ဒါလည်းတကယ်ဖခင်ဘုန်းတော်ထင်ရှားခြင်းတက်တည်တစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲသူ့ရဲ့တက်တာမှာသားသမီးတွေအတွက်အချိန်ပေးပြီးမှမွေးထုတ်မဆုတောင်းပေးတဲ့ခါမှာသူ့ရဲ့သားတွေတယောက်တည်းဖြစ်တဲ့ဂျောရှုဗန်ကအခုအာရှတစ်ခုလုံးမှာရွှေကပတ်ပိုင်ရှင်ဖြစ်တော့တာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာလည်းထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့တက်တာကိုကျွန်တော်တန်ဖိုးထားဖို့လိုတယ်ပတ်ဝန်းကျင်မှာလူတွေကဘလို့ပဲပျက်စီးနေပါစေကျွန်တော်တက်တာမှာကိုကိုတန်ဖိုးထားပြီးမှဖခင်သခင်နဲ့တွားလာမှာဆိုကျွန်တော်တို့မျိုးစဉ်မျိုးဆက်ကနေတကယ်အမှုတော်ဆောင်ကောင်းတွေတကယ်အောင်မြင်ကြော်ကြားတဲ့လူတွေကိုကျွန်တော်မွေးထုတ်ပေးနိုင်မှာဖြစ်တယ်ဒါကြောင့်မိခင်တွေဒါကြောင့်ကျွန်တော်တို့တက်တာမှာကြည့်ရအောင်ကျွန်တော်တက်တာမှာဘာတွေရဲ့ကြောက်ရွံ့မှုကိုတင်ခံစားနေတယ်လဲငွေကြီးကြောက်ရွံ့မှုခံစားပြီးမှသူများတွေကပတ်စံငွေကြီးပဲရှာနေတဲ့ကြောင့်ငါမိသားစုငွေကြီးမှာအားနေဆိုငွေကြီးပဲရှာပြီးမှကြောက်ရွံ့မှုနေတဲ့တင့်အသက်တာကိုဖုံးလွှမ်းနေသလားငွေကိုမရှာဘူးလို့ပြောနေတာပေါ့ငွေကိုကြောက်ပြီးမှငွေကိုရှာတော့သူမဖြစ်ပဲနဲ့မိမိတို့ရဲ့အသက်တာကိုတန်ဖိုးထားပြီးဖယားသခင်၌စက္ကတက်ရှင်တော်သူများဖြစ်ဖို့ရန်တက်လိုအပ်တယ်ကိုယ့်ရဲ့မိသားစုကိုတည်ဆောက်တဲ့ဖယားသခင်အတွက်ဆိုတဲ့စိတ်နှလုံးနဲ့အသက်ရှင်မစရင်အဲ့ဒီငွေကြေးကြောက်ရွံ့မှုတွေကိုပထမအဆုံးဥထိတ်ထားတော့သူများမှုပဲနဲ့သားသမီးတွေလမ်းမမရောက်သွားဖို့ရန်အတွက်ပြိုးထောင်ပြီးတော့မိခင်များဖြစ်မစရင်ဂျောရှုဗန်အမေရဲ့အသက်တာမှာဒီလိုမိခင်သားတယောက်ကိုငွေထုတ်ပေးနေဆိုရင်တင်းနဲ့ကျွန်ုပ်မှာလည်းဖခင်အသုံးတော်ခံတဲ့ဖခင်စီခံတဲ့လူတွေမြောက်များစွာကိုငွေထုတ်ပေးနေတဲ့သူတွေဖြစ်ကြမှာဖြစ်တယ်အာမင်ဒါကြောင့်ဒီကနေ့ကျွန်တော်ကြည့်ရအောင်မြင်တဲ့လူတွေရဲ့နောက်ွယ်မှာမိခင်တွေကအဓိကဖြစ်နေတာဖြစ်တယ်ဒီကနေ့အသင်းတော်တစ်ခုနိုင်ငံတစ်ခုအောင်မြင်တာကမိခင်တွေရဲ့ဆုတောင်းမှုဖြစ်တယ်ကျွန်တော်လည်းအရင်တစ်ချိန်လုံးကလမ်းဘေးမှာရက်တေစာတောက်ပြီးမှဘဝကိုနေခဲ့ဘူးတဲ့သူသားတယောက်ဖြစ်တယ်ဒါပေမဲ့မိခင်ရဲ့ဆုတောင်းတဲ့အတန်ကညာတိုင်းဆုတောင်းတယ်သူမှလည်းကြောက်ရွံ့မှုငွေကြေးစိုးရိမ်မှုတွေမြောက်များစွာရှိပြီမဲ့သူတော်မတခါမှနိုင်ငံခြားမရောက်ဘူးပဲနဲ့တာသမီတွေနိုင်ငံခြားရောက်ပြီးမှတကယ်အမှုတော်ဆောင်ကောင်းဖြစ်ဖို့ဆိုဆုတောင်းတယ်ကျွန်တော်တို့ကတော့ရည်ခဲ့တာပေါ့မဖြစ်နိုင်ဘူးပေါ့နိုင်ငံခြားဆိုတဲ့ခါမှာမိုးလေးကျွန်တော်အိန္ဒိယနယ်ဆက်မှနေရဆိုတော့အိန္ဒိယတော့အမြဲတမ်းရောက်ဖြစ်တာပေါ့ဒီလောက်ပဲကျွန်တော်တို့ကမျောလင့်ခဲ့တယ်ဒါပေမဲ့မိဘတွေရဲ့ဆုတောင်းတန်ကဘုရားသခင်နားညောင်းတယ်အာမင်တချိန်တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်ခဲ့တဲ့အရာအမေရဲ့ဆုတောင်းတန်ကယခုဘုရားသခင်အကောင့်ထဲပေါ်ရောက်ခွင့်ကိုကျွန်တော်တက်တာမှာပေးနေတာဖြစ်တယ် praise the lord ဒီကနေ့ကျွန်တော်တို့တက်တာမှာမိခင်တွေဒီမကပါဘူးကျွန်တော်တို့ဖခင်တွေအသက်တာမှာလဲပတ်ဝန်းကျင်မှာလူတွေကကြောက်စရာကောင်းတဲ့အသက်တာတွေအသက်ရှင်နေမယ်ဆိုရင်တော့မှတင်တဲ့ကျွန်ုပ်ကဖယားသခင်အတွက်ကောင်းတော့အသက်ရှင်ခြင်းနဲ့အသက်ရှင်မယ်ဆိုရင်ဖယားသခင်ကတင်းကိုပယ်တော့မှလက်လျှိုးမရှိဘူးတင်းရဲ့ဆုံးဖြတ်ခြင်းနဲ့ဖယားသခင်၌အသက်ရှင်မယ်ဆိုတဲ့စိတ်ကိုတည်တဲ့ဖယားသခင်ဖြစ်တယ်အဲ့ဒီခါမှာတင်းရဲ့မျိုးနွယ်စုမှာဘုရားသခင်ကစင်ဆက်မျိုးဆက်ကိုကောင်းကြီးပေးမှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့တင်းတက်တာမှာငွေကြီးရဲ့ကြောက်ရွံ့မှုကိုခံစားနေရသလား။ဒါမှမဟုတ်ရင်တင်းတက်တာမှာလူတွေရဲ့ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ခြင်းအမြင်ဆောင်ခြင်းအမျိုးမျိုးကိုတင်ခံစားနေသလား။အဲ့ဒီအရာတွေကိုပြီးဖယ်ထားလိုက်ပါ။
ဖျားသခင်အတွက်ပဝင်းချင်ဘလို့ပဲပြောင်းလဲပါစေဖျားသခင်၌ဖျားသခင်တက်အသက်ရှင်မယ်လို့တင်ဆုံးဖြတ်တယ်ဆိုရင်တင်းရဲ့ generation ကနေကောင်းကြီးမင်္ဂလာအဖျားဖျားစီးစင်တဲ့တာသမီယတနာပေါင်းများစွာနဲ့ကောင်းကြီးခံစားကြရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ကြောက်ရွံ့တဲ့စိတ်ဟာကုတနိုင်ဖို့ဆိုတာကဖျားသခင်စီမှာပဲရှိတာဖြစ်တဲ့ကြောင့်ဖျားသခင်နဲ့ကျွန်တော်မွေ့တော်နိုင်တော်သူများဖြစ်ဖွယ်တက်လို့တယ်။ဒီကနေ့အသင်းတော်မှာအကြောင်းမျိုးကြောင့်ဖျားเจ้าမလာနိုင်တဲ့လူတွေရှိကြပြီမဲ့နန်းတို့ဒီမှာလာကြတယ်။ယာတိဥတုဆိုးတယ်စနိုးတွေပြဿနာရှိပြီမဲ့ဘာပဲဖြစ်ဖြစ်ဗိမာန်တော်တို့တွားမှရောက်သွားပြီးမှဖခင်ရဲ့နှုတ်ကပတ်တော်ခံယူမယ်ဆိုတဲ့တင်တို့ရဲ့နှလုံးသားကိုဖခင်သခင်ကမှတ်တမ်းထဲမှာအမြဲရှိမှတ်ထားတယ်ဖခင်သခင်ဖြစ်တဲ့ praise the Lord ဒါကြောင့်ကျွန်တော်တို့အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေထာဝရဖခင်သခင်အတွက်အချိန်ပေးပါတင်းရဲ့အချိန်ပေးခြင်းကိုဖခင်သခင်ကဘယ်တော့မှလက်မရှိထားဘူးမိမတွေအများကြီးရှိတဲ့ထဲမှာမယ်ရီကိုမှဖခင်သခင်ကဘာဖြစ်လို့ရွေးတာလဲလို့ကျွန်တော်ကြည့်တဲ့အခါမှာလုကာခန်းကြီး1ခန်းငယ်43မှာ48မှာဒီလိုပြောထားပါတယ်ငါ့ကိုကယ်တင်တော်မူသောအရှင်သခင်ခရစ်တော်ကိုအမိပြု၍ငါဝိညာဉ်ဤတဲ့ရှင်လန်းခြင်းရှိအကြောင်းမူကားမိမိကျွန်မနှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီတဲ့ဟာနောင်ကာလ၌ခတ်သိမ်းသောလူအစဉ်ဆက်တို့ဒီငါ့ကိုမင်္ဂလာရှိတော်သူဟုခေါ်ကြလိမ့်မည်တဲ့ praise the Lord Mary ဆိုတဲ့မြို့သမီးဟာသူ့ရဲ့ sacrifice ဖခင်သခင်အတွက်ပဝင်းချင်မှာလူတွေဘလို့ပဲတက်ရှင်နေပါစေတစ္ဆာရှိစာငါ့ရဲ့အပြုကညာဘဝကိုဖခင်သခင်အတွက်စက္ကပ်မယ်ဆိုတဲ့စိတ်စက္ကပ်ခြင်းဟာဖခင်သခင်ကနာညောင်းတဲ့ဖခင်သခင်ဖြစ်တယ်ယောရှုဗန်အခုချိန်မှာအာရှတခွန်လုံးမှာပထမဦးဆုံးရွှေကပတ်ကင်နိုင်တဲ့လူအချိန်တုန်းကသူ့အမေကိုဘယ်သူမှမသိခဲ့ဘူးသူ့အမေကိုဘယ်သူမှမသိခဲ့ကြဘူးဒါပေမဲ့သူရွှေကပတ်ကိုပတ်ပွေတဲ့အခါမှာသူ့ရဲ့နိပြတွေကသူ့ကိုထမ်းတဲ့အချိန်မှာရွှေကပတ်ကိုဖြုတ်ပြီးမှသူ့အမေကိုပေးလိုက်တယ်သူ့အမေကအားရပါရရွှေကပတ်ကြီးကိုလွှဲထားတာဖြစ်တယ်ကပတ်အရှိအလေမှာအချိန်တုန်းကဂျောရှွအမေဆိုတာဘယ်သူမှမသိပြီမြဲအဲ့ဒီရွှေကပတ်ကြီးကိုထားရတဲ့အမေအဖြစ်ဖခင်သခင်ကမျက်နာတာပေးခြင်းကိုခံစားခဲ့တာဖြစ်တယ်အာမင်ဒီကနေ့တင်းနဲ့ကျွန်တော်ရဲ့တက်တာမှလည်းကျွန်တော်တို့စီကနေစင်တက်လာမဲ့ generation သားသမီးတွေအားဖြင့်ယနေ့အချိန်မှာတင့်ကိုလူတွေကမသိပြီမြဲတင့်ရဲ့ generation အဖြစ်ဖခင်သခင်ရဲ့ဘုန်းတော်ထင်ရှားတော်ခင်ကိုရရှိခံစားကြရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့လူတွေကတင့်ကိုမသိရင်တောင်မှတင်ဖျားသခင်နဲ့ပဲမွေ့လျော်ပါဖျားသခင်နဲ့ပဲတွားပါတင်ရဲ့ generation တွေကောင်းကြီးခံစားခြင်းနဲ့ဆိုရင်ပတ်ဝန်းကျင်နဲ့အသက်ရှင်မနဲ့ဘာလို့ဖို့လို့လဲဖျားသခင်နဲ့အသက်ရှင်ဖို့အတွက်အရာကြီးကြီးတာဖြစ်တယ်ဟိုနေ့ကကျွန်တော်မရှိစင်းနဲ့စကားပြောတဲ့အခါမှာသူကပုံဥပမာလေးတစ်ခုသူကျွန်တော်ပြောပြတယ်နိုင်ငံနိုင်ငံရှိတယ်တဲ့အဲ့ဒီနိုင်ငံမှာခြံတစ်ခုကကာထားတယ်ဒီဘက်ကလူကဒီဘက်နိုင်ငံကလူတွေကတဲ့ဟိုဘက်နိုင်ငံကခြံထဲကိုတဲ့အမိုက်တွေကိုတွားပစ်တယ်တဲ့အမိုက်တွေတွားပစ်တဲ့ခါမှာတဲ့အဲ့ဒီကနိုင်ငံကလူတွေကတဲ့စိတ်ဆိုးပြီးမှတဲ့သူတို့ကိုဘာမှပြန်တုံ့ပြန်တယ်ဆိုတာမတွေ့ရဘူးတဲ့ဟိုဘက်ကဒီဘက်ကဥမာညာဘက်ကလူကဒီဘက်ကိုဘယ်ဘက်ကိုအမိုက်ပစ်တယ်ဆိုရင်ပေါ့နော်ဒီဘယ်ဘက်ကရှိတဲ့နိုင်ငံကလူကတဲ့အမိုက်တွေမပစ်ဘဲနဲ့စားစရာမုတ်တွေနဲ့သူတို့ကိုပြန်ပေးလိုက်တယ်သူပြောပါတယ်အဲ့ပုံပြင်လေးကျွန်တော်ဟာကိုအရင်ထိသွားတယ်အဲ့ဒီခါမှာတဲ့အင်တာဗျူးတွေကသူတို့မေးတယ်ဘာဖြစ်လို့ငါတို့ကမင်းတို့နိုင်ငံအမိုက်လာပစ်တာမင်းတို့ကဘာဖြစ်လို့ငါတို့ကိုစားစရာပစ်တာလဲလို့ပြောတဲ့ခါမှာတဲ့ငါတို့မှာတဲ့ငါတို့ရဲ့အမိုက်ကိုငါတို့ဖြည့်ရှင်းတတ်တယ်နာငါတို့နိုင်ငံကနေထွက်တာကစားစရာပဲသူတစ်ပါးအကျိုးတက်ပဲဖြစ်တယ်ဆိုမှပြောတယ်ဆိုတဲ့အင်တာဗျူးလေးကိုသူကပြောပြတယ်ဒီလိုပါပဲကျွန်တော်တို့တက်တာမှာလေပတ်ဝန်းကျင်ဆိုတာကကျွန်တော်တို့စီကိုအမိုက်မကောင်းတဲ့အရာတွေကိုတွန်းပွန်းနေမှာဖြစ်တယ်မကောင်းတဲ့လူကမကောင်းတဲ့လူတွေကမကောင်းတဲ့အရာတွေကကျွန်တော်တို့ကိုပြိုလဲအောင်အမျိုးမျိုးလှုပ်နေမှာဖြစ်တယ်အဲ့ဒီအရာတွေကိုကြောက်လွန်ပြီးမှကျွန်တော်တို့ကတုံ့ပြန်ဖို့မဟုတ်ဘူးအမိုက်ကိုအမိုက်လာပြစ်တဲ့လူအမိုက်နဲ့တုံ့ပြန်ဖို့မဟုတ်ဘူးကျွန်တော်တို့စီမှာရှိတဲ့မုံမြက်တဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ပြန်နေပြီးမှဘာဖြစ်ဖို့လို့လဲတုံ့ပြန်တတော်သူများဖြစ်ဖို့ရတယ်လို့အဲ့ဒီလိုတုတ်ပြန်နိုင်တော့သူများဖြစ်ဖို့အတွက်ကနံပါတ်1တင်းနဲ့ကျွန်တော်ရဲ့တက်တာမှာဘာလို့ဖို့လို့လဲဖ
ဖယားနဲ့မွေးတော်နိုင်တော်သူများဖြစ်ပွင့်တယ်လို့တယ်ဒီကနေ့ပတ်ဝန်းကျင်တွေမှာပြောမှာပေါ့နော်အခုချိန်မှာဥပမာနိုင်နေတာဖြစ်နေတဲ့ကာလမို့လို့ကျွန်တော်Joshuaပဲကိုတုံပြီးမှကျွန်တော်ဥပမာနိုင်နေတာတောင်ပေါ်သားလေးချင်းကလေးဟိုမှာရွက်စီမှာသွားနိုင်အမျိုးမျိုးပြောခါရမှာပါဒါပေမဲ့သူတို့ကဘာလို့ပြသွားလဲဆိုရင်ဖျားကိုအာကူမှာရှောက်လန့်သွားတဲ့ခါမှာဒီကနေ့Joshuaပဲအဖြစ်မြန်မာနိုင်ငံဆိုတော့ကိုကဘာကအတိမပြုတ်သွားတာဖြစ်တယ်ဒီကနေ့ပတ်ဝန်းကျင်ကဘာတွေပြောမလဲဘာတွေလုပ်မလဲဆိုတော့မကြောက်ပါနဲ့ကိုလှုပ်ရှားရှိတာဖျားနဲ့ပုံမှန်သွားပြီးမှလှုပ်ဆောင်တော်သူများဖြစ်မယ်ဆိုရင်ကို့ထဲကနေအမြဲတမ်းကောင်းတာကိုပဲစီစဉ်ပါစီစဉ်မဆိုရင်လူတစ်ပါးတွေကကောင်းကြီးခံစားပြီးမှတင့်ရဲ့ generation မှာလည်းစင်ဆက်မျိုးဆက်ကောင်းကြီးခံစားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တက်တာမှာကြောက်ရွံ့တဲ့စိတ်ဆိုလူတိုင်းမှာရှိတယ်အဲ့ဒီကြောက်ရွံ့တဲ့စိတ်ကိုဖျားသခင်နဲ့တွာလာပြီးမှကုသတော်သူများဖြစ်ဖို့ရန်အတွက်လူကာကကျွန်တော်တို့ကိုခွန်အားပေးထားတာဖြစ်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ကြည့်အောင်တိုးထိန်နေစီမှာတွားပြီးမှတင်းတို့ဒီကြောက်ရွံ့ခြင်းမရှိကြနဲ့ဆိုမှကောင်းကင်တမန်ကပြောပါတယ်ဘာဖြစ်လို့လဲကျွန်တော်ကြည့်တဲ့အခါမှာလူကာခန်းကြီး1ခန်းငယ်30မှာဒီလိုပြောထားတယ်ယနေ့တွင်ဒါဝိဒ်မြို့၌သခင်ယေရှုခရစ်တော်တည်ဟူသောကယ်တင်တော်ရှင်သည်တင်တို့အဖို့လို့ငါဖွားမြင်ခြင်းကိုဗာလဲခံတော်မူ၏တင်တို့အဖို့လို့ရေးထားတယ်တိုးထိန်တွေကိုပြောတာဖြစ်တယ်ဘာဖြစ်လို့ဆိုတိုးထိန်တွေကသူတို့ကတော်ရဲတုံထဲမှာတိုးထိန်ရတဲ့ခါမှာသူတို့စိတ်ထဲမှာခံယူထားတဲ့စိတ်တစ်ခုရှိတယ်အဲ့ဒီခံယူထားတဲ့စိတ်ကဘာလဲဆိုရင်အခုချိန်မှာလည်းလူတွေထဲကိုမတိုးဝင်နေတဲ့ကြောက်ရွံ့တဲ့စိတ်တွေတိမ်ငယ်တဲ့စိတ်တွေရှိပြီမဲ့ကျွန်တော်တို့ကိုဘုရားသခင်လာတွေ့တဲ့အချိန်မှာတော့ရဲရဲဝံ့ဝံ့ဘုရားသခင်နဲ့အသက်ရှင်မယ်ဆိုတဲ့စိတ်ကိုသူတို့ကမွေးထားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကြည့်အောင်အေတေလလူမျိုးတွေထုံးစံမှာအေတေလလူမျိုးရဲ့ခေတ်ကာလမှာမောရှိခေတ်ကာလတုန်းကတိနာတောင်ပေါ်မှာဘုရားသခင်ကဆင်းကြွလာတယ်။ဆင်းကြွလာတဲ့ခါမှာလူတွေကကြောက်ကြတယ်တဲ့သူတို့ရဲ့ကြောက်တဲ့စိတ်ရှိတဲ့အခါမှာမောရှိတဲ့တောင်ပေါ်မှာတွားပြီးမှဘုရားသခင်ကတင်းကိုဗာပြောလို့ဆိုနားထောင်ပါတဲ့ဘုရားသခင်ပြောစေလိုတဲ့အရာဘုရားသခင်ပြုတ်စေလိုတဲ့အရာကိုတင်းစီကနေကျွန်တော်ကြားတဲ့အခါမှာတဲ့အဲ့ဒီအတိုင်းကျွန်တော်တို့လုပ်ပါမယ်တဲ့သူတို့မကြောက်ဘူးလားကြောက်တယ်ကြောက်ပေမဲ့အဲ့ဒီကြောက်တဲ့စိတ်ကိုဖယ်ပြီးမှဘုရားသခင်နဲ့တွေ့ဖို့ရန်အတွက်ဆန္ဒမရှိခဲ့ကြဘူးမောရှိမင်းမဲတွားလိုက်ပါဘုရားပြောတဲ့စကားကိုငါတို့နားထောင်ပြီးမှအဲ့ဒီအတိုင်းလိုက်နာပါမယ်ဆိုမှသူတို့ကသူတို့ရဲ့ကြောက်တဲ့စိတ်ကိုအခုတမခံမဲနဲ့မောရှိကိုပဲအာကူခဲ့တယ်ဆိုတာတွေ့ရတယ်အဲ့ဒီခါမှာတိနာတောင်ပေါ်မှာဘုရားခင်ကြွလာတဲ့အချိန်မှာကြောက်ရွံ့တဲ့လူတွေဘုရားခင် face to face မရင်ဆိုင်တဲ့လူတွေအားလုံးဟာခန္ဓာပြည်မရောက်ဘဲနဲ့ကန္တရအလယ်မှာပဲသူတို့တောလေတဝဲဝဲလေမှာအကုန်လုံးကတည်သွားကြရတာဖြစ်တယ်။ဘာဖြစ်လို့လဲ။သူတို့ရဲ့ကြောက်ရွံ့တဲ့စိတ်ကိုကုတဖို့ဆန္ဒမရှိဘဲနဲ့သူတစ်ပါးကိုအားကိုးတဲ့ခါမှာမိမိတို့ဘုရားခင်ပြင်ဆင်ထားတဲ့ပန်းတိုင်လည်းမရောက်ဘဲနဲ့တောထဲမှာပဲတဝဲဝဲနဲ့ဘဝအဆုံးသတ်သွားရတာဖြစ်တယ်။အဲ့ဒီဟာကိုတိုးထင်းလေးကကောင်းကောင်းသိတယ်။ငါတို့ဘိုးဘွားစင်ခက်တော့မောရှိတို့ခက်တော့တိနာတောင်ပေါ်မှာဘုရားခင်ဆင်းသက်လာတဲ့ခါမှာဘုရားသခင်ကသူတို့ကို face to face စကားပြောချင်တဲ့ချိန်မှာသူတို့ကငင်းပယ်ခဲ့တဲ့အတွက်ကြောင့်ခါနာန်ပြည်မရောက်ဘဲနဲ့တန်တရားလဲမှာပဲကန်တရားလဲမှာပဲတဝဲလဲလဲနဲ့ဘဝအဆုံးသွားတယ်ဆိုတာကိုသူတို့သိခဲ့ကြတယ်။ဒါကြောင့်တိုးထင်းတွေကတောထဲမှာနေရပြီမဲ့အဲ့ဒီအဖြစ်မျိုးငါတို့နောက်တစ်ခါမှကြုံရလေအောင်ဘုရားသခင်ငါတို့လူရတင်လာတွေ့တဲ့နေ့ကြရင်ခရစ်တော်ယေရှုဘုရားသခင်ကိုတွားတွေ့နေဆိုတဲ့ယုံကြည်ချက်နဲ့သူတို့ဟာတော်ထဲမှာတိုးထိန်နေတော့လေအဲ့ဒီခံယူချက်နဲ့အသက်ရှင်တဲ့ခါမှာမြောက်များစွာသောလူတွေပညာတတ်တွေရှိပေမဲ့ကောင်းကင်တမန်ကတိုးထိန်နေလို့တော်တွေ့တာဖြစ်တယ်။ဘာဖြစ်လို့လဲသူတို့စိတ်ထဲမှာဘုရားသခင်နဲ့မျက်နှာချင်းဆိုင်ခြင်းနဲ့ဆန္ဒနဲ့သူတို့ဘောမှာအသက်ရှင်တဲ့ခါမှာဘုရားသခင်ကိုယ်တိုင်ကတွားပြီးမှကောင်းကင်တမန်နဲ့ပြီးတွေ့မှယေရှုခရစ်တော်ကိုလည်းဖူးမြော်ရတော့ခင်ကိုရရှိခံစားခဲ့တာဖြစ်တယ်။ဒီကနေ့ဘုရားရဲ့မျက်မှောက်တော်ကောင်းကြီးမင်္ဂလာကိုကျွန်တော်တက်တာမှာခံစားဖို့လုံငါဆရာကြီးအမှုတော်ဆောင်တွေပဲအားကိုးဖို့မဟုတ်ဘူး။တင့်ပါဆိုတဲ့အသက်တာမှာဘုရားသခင်နဲ့နဖူးတွေ့တူတွေ့ဖြစ်တော့သူများဖြစ်ပွင့်တဲ့ကအချိန်ယူတတ်တော်သူများဖြစ်ပွင့်တယ်လို့တယ်။အာမင်။ဘာစာရီမလို့အဘူးအမှုတော်ဆောင်တွေမလို့အဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ဘူး။ဘာစာရီအမှုတော်ဆောင်တွေဆိုတာကဘုရားသခင်နဲ့တင့်ကိုဘုရားသခင်နဲ့ connection ဖြစ်ပွင့်တဲ့လမ်း
ညွန်ပေးတဲ့လူတွေပဲဖြစ်တယ်ဒါပေမဲ့တကယ်ပါဆိုတဲ့အသက်တာမှာကျွန်တော်တို့ကအခုချိန်မှာကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အခါမှာကုမ္ပဏီဘဝနဲ့ပဲအဆုံးသတ်ဖို့မဟုတ်ဘူးဖယားသခင်အခွင့်ပေးတဲ့တနေ့ကျရင်ဖယားသခင်အသက်ရှင်မယ်ဆိုတဲ့စိတ်နှလုံးရှိဖို့ရတက်လို့ရတယ် praise the lord တိုးထိန်တို့ဟာတောထဲမှာပဲတိုးထိန်ပြီးမှနေရတယ်သူတို့ဟာမြုပ်ထဲတော့မသွားရတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုတွေ့သွားတဲ့အခါမှာသူတို့ဟာဘာလုပ်လဲဆိုတောထဲမှာမနေတော့မြုပ်မှာတစ်မျိုးလုံးပတ်ပြီးမှယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားမွေးနေ့အကြောင်းကိုကြားပြောတယ်ဆိုတော့တွေ့ရတယ်ဒီကနေ့ဒီလိုအသက်တာနဲ့ပဲဒီလိုဘဝနဲ့ပဲရှေ့ဆက်မှာတက်ရှင်မယ်လို့ဘယ်တော့မှမခံယူပါနဲ့ဒီကနေ့ကျွန်တော်လာမယ်နှုတ်ကပတ်တော်လာခါစနေမှာဖျားကြောင်းနားထောင်မယ်နားထောင်ပြီးအိမ်ပြန်မယ်ဆိုတဲ့ဘဝနဲ့ပဲဖြတ်တန်းဖို့မကြိုးစားပါနဲ့အဲ့ဒီလိုပဲဆုံးဖြတ်ပြီးမှဖျားကြောင်းမလာရဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနှုတ်ကပတ်တော်နာမခံရဘူးလို့ကျွန်တော်ပြောနေတာဘူးပါဆိုတဲ့အသက်တာမှာလေဖျားနဲ့နဖူးတွေ့တော့သူများဖြစ်ဖွယ်တဲ့အရာအရေးကြီးတာဖြစ်တယ်ဒါကြောင့်လေသူတို့ရဲ့တက်တာမှာပြောင်းလဲမှုရှိသွားတယ်သူတို့ရဲ့ကြောက်တဲ့စိတ်တွေအရင်တော့သူတို့တင်ငယ်တယ်တောထဲမှာပဲနေတယ်လူတွေကြားထဲမှာမသွားရဲတဲ့သူတို့ဟာယေရှုခရစ်တော်ကိုတွေ့သွားတဲ့အခါမှာသူတို့ရဲ့ကြောက်တဲ့စိတ်တွေဝေးတို့လွန့်စင်သွားပြီးမှဖခင်သခင်ရဲ့ခရစ်တော်ကယ်တင်ခြင်းတရားကြောင့်ကိုရဲဝင့်စွာနဲ့ပြောတော်များဖြစ်လာကြတာဖြစ်တယ်အာမင်ဒီလိုပါပဲဒီကနေ့တင်းတဲ့ကျွန်တော်ရဲ့တက်တာမှာလေသူတပားကိုပဲအားကိုးနေမယ်ဆိုရင်သူတပားကိုပဲမိခိုနေမယ်ဆိုရင်ဖခင်ပြင်ဆင်ထားတဲ့ဂရိတော်နိုင်ငံကိုမရောက်ဘဲနဲ့တောထဲမှာပဲလဲရတဲ့ဘဝနဲ့အသက်ရှင်သွားရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့အမှုတော်ဆောင်တွေပါစတာတွေမလိုအပ်ဘူးမဟုတ်လိုအပ်ပါတယ်ဒါပေမဲ့တင့်ပါဆိုတဲ့တက်တာမှာဘုရားသခင်နဲ့တဖူးတွေ့တော်ဒီများဖြစ်ဖို့ရတဲ့ဘာလို့ဖို့လို့လဲဆိုတမန်ကျမ်းစာကိုနေ့ညမပြည့်စင်ခြင်းပြီးမှဘုရားသခင်နဲ့တွာလာတတ်တော်သူများဖြစ်ဖို့ရတဲ့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီကနေ့ရှင်လုကာကရှင်လုကာနဲ့တမန်တော်เจ้าကိုရှိခဲ့တဲ့ဆရာဝန်ဖြစ်တယ်ယောဂါတွေများစွာရှိပြီမယ်အဲ့ဒီယောဂါတွေကကုလို့ရတယ်မပူနဲ့ဒါပေမဲ့ကုလို့မရတာကကြောက်တဲ့စိတ်သဘောဖြစ်တယ်ဒီကနေ့တင်းနဲ့ကျွန်တော်ရဲ့တတ်တာမှာကြောက်တဲ့စိတ်ဝင်သွားပြီဆိုရင်ဘဝကနောင်နာကလမ်းမျိုးလေးချင်းမရှိတော့ဘူးဘုရားသခင်ဂရိတော်ပြင်ဆင်ထားတဲ့ຢာတွေမသိမ့်ပိုင်နိုင်ပဲနဲ့ကျွန်တော်တို့တက်မှာကြောက်တဲ့စိတ်နဲ့ပဲလမ်းတော့ရမှာဘဝဆုံးသွားတဲ့သူတွေအဖြစ်နဲ့ပဲကျွန်တော်တို့ကဘဝကိုဖြတ်တန်းသွားရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့မိတ်ဆွေလုကာကကျွန်တော်တို့ကိုနှိုးဆော်ထားပါတယ်အဲ့ဒီကြောက်တဲ့စိတ်တွေကျွန်တော်တို့ရဲ့ကြောက်တဲ့စိတ်တွေပျောက်သွားဖို့အတွက်ယေရှုခရစ်တော်ကလူရတီကိုလာခံတာဖြစ်တယ်ဒီကနေ့ချိန်ထိတင်ကြောက်တဲ့စိတ်ကလွှမ်းမိုးနေသေးသလားငါတင်ဘယ်သွားမလဲဆိုတာကိုအခုချိန်ထိတန်တရားရှိနေသေးသလားအဲ့ဒါဆိုရင်တော့တင်ဟာတင်ရဲ့ကြောက်တဲ့စိတ်တွေကိုလွှမ်းမိုးခွင့်ပေးနေတာဖြစ်တယ်တင်ရဲ့အထဲကိုယေရှုခရစ်တော်ကိုတင်ကမွေးဖွားစေတော်သူဖြစ်ဖို့အတွက်ဒီကနေ့လုကာကပြောနေတာဖြစ်တယ်လူတိုင်းမှာကြောက်တဲ့စိတ်ရှိတယ်ငွေကြေးဘာအကြောင်းမျိုးကျွန်တော်မှာကြောက်တဲ့စိတ်တွေရှိတယ်ဒါပေမဲ့ဒီကြောက်တဲ့စိတ်တွေအဝေးတို့လွတ်စင်သွားဖို့အတွက်ခရစ်တော်ကို Jesus is the center ခရစ်တော်ကိုကျွန်တော်စင်တာနေရာမှာမထားနေတွေ့အဲ့ဒီကြောက်တဲ့စိတ်ကကျွန်တော်တို့ကိုလွှမ်းမိုးနေမှာဖြစ်တယ်ထွန်မြောက်ရအကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အီတီလလူမျိုးတွေဟာအီဂျစ်ပြန်နေလွတ်မြောက်လာတဲ့အခါမှာပင်လယ်နီကိုဖြတ်ပြီးမှသူတို့ပထမအဆုံးတွေ့တဲ့အရာကရေခါဖြစ်တယ်ရေခါတွေ့တဲ့အခါမှာလူတွေတောက်လို့မရတော့ဘူးမောရှေကိုပြဿနာရှာကြတဲ့အခါမှာဘုရားသခင်ကိုမောရှေကဆုတောင်းတဲ့အခါမှာတစ်ကိုင်းကိုယူမှအဲ့ဒီရေခါတဲ့ကိုတစ်ကိုင်းကိုချတဲ့အခါမှာရေကခြုံမှလူတွေအားလုံးကတောက်သုံးရတဲ့အခွင့်ကိုရရှိခံစားသွားတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်တို့ဘဝမှာခါတိမှုကြောက်ရွံ့မှုတွေမြောက်များစွာရှိပါတယ်ကျွန်တော်တို့ကကိုယ်တိုင်ကကြောက်တဲ့စိတ်ရှိပြီဆိုရင်သူများတည်းလည်းတိဆောက်ဆရာမဖြစ်တော့ဘူးကျွန်တော်ကုပြပေါ်မှာရက်တာလဲလွယ်တာမဟုတ်ဘူးနော်နှုတ်ကပတ်တော်စာရေးလို့ရတယ်ဒီမှာကျွန်တော်နေတဲ့ခါမှာကျွန်တော်နှုတ်ကပတ်တော်ဝင်ရပါမယ်ကိုယုံကြည်မှုမရှိဘူးကိုကြောက်တဲ့စိတ်တွေရှိမှဆိုရင်တင်းတို့တည်းလည်းတိဆောက်ဆရာမဖြစ်တော့ဘူးဒါပေမဲ့ယနေ့ချိန်ထိတိုင်အောင်ဖခင်ရဲ့နှုတ်ကပတ်တော်ဝင်ရတဲ့ခါမှာကြောက်ရွံ့တဲ့စိတ်မရှိပြီရဲရင်တဲ့စိတ်ကိုဖခင်ပေးနေလို့တာလေအဲ့ဒီရဲရင်တဲ့စိတ်နဲ့ရက်တည်တဲ့ခါမှာအားလုံးတိဆောက်ဆရာဖြစ်နေတာဖြစ်တယ်ဒါကြောင့်အဲ့ဒီကြောက်တဲ့စိတ်မရှိဖို့လို့ကကျွန်တော်တို့ကဘာလို့ဖို့လို့လဲဆိုခရစ်တော်ကိုကျွန်တော်တို့ကနှလုံးသားထဲမှာကျွန်တော်ဘဝအထဲမှာစင်တာဖြင့်ထားတော်သူများဖြစ်မှာတာလဲကျွန်တော်တို့ကဘဝခါတီးမှုကနေသူတစ်ပါးအတွက်ချုပ်မြင်မှုဘဝကိုစီစဉ်နိုင်မှာဖြစ်တယ်ဒါကြောင့်လေမြန်မာပြည်မှာဆိုရင် first week of the December ဆိုရင် sweet December ဆိုမှကျင်းပကြတာဖြစ်တယ်ခါတီးချင်းကနေချုပ်မြင်မှုကိုပေးတာကခရစ်တော်ပဲဖြစ်တယ်
ကျွန်တော်ရဲ့ကြောက်ရွံ့မှုတွေကိုတက်တာစီတာကလည်းခရစ်တော်ပဲဖြစ်တယ်မိတ်ဆွေဒါကြောင့်ဒီကနေ့တင်းတက်တာမှာဘာရဲ့ကြောက်ရွံ့မှုကိုသင်ခံစားနေရတယ်လဲနော်ပတ်ဝန်းကျင်ရဲ့ကြောက်ရွံ့မှုလားငွေကြေးကြောက်ရွံ့မှုလားဒါမှမဟုတ်လူတွေရဲ့ကဲ့ရဲ့မှုတွေကိုကြောက်ရွံ့နေသလားအဲ့ဒီကြောက်ရွံ့မှုတွေကိုဖယ်ထားပါဘုရားသခင်ကိုစင်တာထားပြီးမှသက်ရှင်ပါတင်းရဲ့ကြောက်တဲ့စိတ်ကတင်းကိုလွှမ်းမိုးနေတဲ့၍သူများတဲ့ခါတီးချင်းကိုပဲတင်းကပေးနေမှာဖြစ်တယ်တင်းကိုယ်ရဲ့ယုံကြည်မှုမရှိရင်တင်းသားသမီးကိုမတွင်တင်နိုင်ဘူးတင်းကိုယ်ရဲ့ယုံကြည်မှုငြိမ်သက်ခြင်းမရှိရင်သူတစ်ပါးကိုငြိမ်သက်ခြင်းကိုပြောလို့မရဘူးဒါကြောင့်ခရစ်တော်တင်းထဲမှာတကယ်ရှိဆိုရင်ကြောက်တဲ့စိတ်ဆိုတာမရှိဘူးမယုံကြည်သူတို့ရဲ့တက်တာမှာပဲကြောက်တဲ့စိတ်ကလွှမ်းမိုးပြီးမှအသက်ရှင်သွားတာဖြစ်တယ်ဒီကနေ့တင်းတက်တာမှာကြောက်တဲ့စိတ်ရှိသေးရင်ခရစ်တော်ကိုတင်းနှလုံးသားထဲမှာမထားသေးလို့ပဲဖြစ်တယ်ဒီကနေ့ခရစ်စမတ်အတွက်ခရစ်တော်ဒေါကာကိုလာပြီးမှဆင်းသက်လာတာကကျွန်တော်တို့ကြောက်တဲ့စိတ်ကနေလွတ်မြောက်ဖို့ဖြစ်တယ်ဒီကြောက်တဲ့စိတ်ဟာဘုရားသခင်စီရမလားဘူးအာရနဲ့အေဝအတီးကိုစားတဲ့နေရာနဲ့ကြောက်တဲ့စိတ်ပုံကွယ်ရတဲ့စိတ်အဲ့ဒီကြောက်တဲ့စိတ်ကလွှမ်းမိုးမှာလူတွေကမျိုးစီမျိုးဆက်ကျွန်တော်တို့ကကြောက်တဲ့စိတ်ကလွှမ်းမိုးသွားတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့တင်းတက်တာမှာခရစ်တော်ကိုမိမိရဲ့အရှင်သခင်ကယ်တင်ပန်ရှင်ဖြင့်တင်းယုံကြည်လက်ခံမတဲ့နှလုံးသားထဲမှာခရစ်တော်ကိုထားရဆိုရင်အဲ့ဒီကြောက်တဲ့စိတ်ကမရှိတော့ဘူးဒါကြောင့်တင်းတက်တာမှာအဲ့ဒီကြောက်တဲ့စိတ်ရှိနေသေးတယ်ဆိုရင်ဒီကနေ့လူကာဒီမှာဇာခရိကိုခွန်အားပေးတယ်လို့မယ်ရီကိုခံအားပေးတယ်လို့တိုးသိမ်းသားတွေတိုးကြောင်းသားတွေရဲ့ဘဝနဲ့ကျွန်တော်တို့ခွန်အားပေးနေလို့ပဲပြန်ပြီးမှဆင်ခြင်ရအောင်ပတ်ဝန်းကျင်မှာလူတွေကတော့မဖြစ်နိုင်တော့ဘူးလို့ပြောရဆိုရင်လည်းအာမင်ငယ်နဲ့ဆုတောင်းပါတာသမီယာတနာမကြခင်ဖျားခင်ပေးလိမ့်မယ်အာမင်ဒီကနေ့အကျွေးမချနိုင်တော့ဘူးဆိုမှတင့်ကိုလူတွေကပြုံးမျိုးပြောရင်ဆုတောင်းပါတင့်ရဲ့အကျွေးကိုလည်းကြီးစီနေတဲ့ဖျားခင်ဖြစ်တယ် praise the lord တင့်ရဲ့မိသားစုထဲမှာပြဿနာအိမ်လင်းလည်းမရကြတဲ့မှာပြဿနာရှိမှဒီလင်းနေများနဲ့တော့ဆက်ဆက်နာကဆက်သွားလို့မရတော့ဘူးလို့ပြောရဆိုရင်လည်းအာမင်ငယ်ပါနဲ့ဆုတောင်းပါဒီနေ့များကြတဲ့မှာလည်းဖျားခင်ငိမ့်တခြင်းကိုပြုနေတဲ့ဖျားခင်ဖြစ်တယ် praise the lord အချင်းချင်းမိတ်ဆွေထဲမှာအသင်းတော်ထဲမှာတဦးနဲ့တူချီနှောင်တဲ့ຢာတွေရှိတယ်ဆိုရင်လည်းအော်ဘလို့မှဆက်ဆက်သွားလို့မရတော့ဘူးလို့ရှိလူတွေကပြောမယ်လူတွေကမြင်ကောင်းမြင်လိမ့်မယ်အာမင်ငယ်နဲ့ဆုတောင်းခြင်းနဲ့တွားပါအသင်းတော်ထဲမှာငိမ့်တခြင်းကိုပြီးမှကျွန်တော်တူပွားခြင်းကိုဖျားခင်အပြည့်စုံပေးမှာဖြစ်တယ် praise the lord ဒီကနေ့မယ်ရီရဲ့အသက်တာလိုပဲကျွန်တော်တို့လူငယ်တွေပြိုတွေလူပြိုတွေဖျားခင်တဲ့ holy ကျွန်တော်တို့တက်မှာဖျားခင်တဲ့တက်ရှင်မယ်အတရှင်ဆုံးဖျားခင်နဲ့မွေးလျော်မယ်ဆိုမှတက်ရှင်ပါတင်းရဲ့ sacrifice တင်းရဲ့စက္ကချင်းကိုဘုရားခင်ကအတိမတ်ပြုတဲ့ဘုရားခင်ဖြစ်တယ်။မိခင်တွေကျွန်တော်တို့တက်တာမှာယခုချိန်မှာလူတွေမသိတော့မှဘုရားခင်နဲ့ပုံမှန်လေးတော့ပါတင်းရဲ့မျိုးနွယ်စုကနေပညာတတ်တွေ engineer တွေဒေါက်တာတွေရှိလာတဲ့ခါမှာတင်းကိုလူတွေကအခုချိန်မှာမသိတော့မှတင်းရဲ့သားသမီးအဖြစ်လူတွေကတင်းကိုအတိမတ်ပြုပြီးမှမျက်နှာตาဘုရားခင်ဆီကနေလာမှာဖြစ်တယ်။တို့ကြောင့်သားတွေလိုပဲတင်းရဲ့တက်တာမှာငါဘာမှမဟုတ်ဘူးတော်တယ်မှာနေရတယ်ဆိုတဲ့စိတ်အားငယ်မှုရှိတယ်ဆိုရင်တင်းတက်တာမှာဒီလိုဆုံးဖြတ်ထားပါဘလို့ပဲပြဿနာရှိဘုရားသခင်အခွင့်ပေးလာတဲ့ချိန်ကြိုင်တော့အတူလာလူမျိုးတွေလိုပဲမောရှေမင်းပဲသွားပါဆိုပြီးမှမဟုတ်ပဲငါကိုယ်တိုင်ကျမကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ဘုရားသခင်နဲ့ရေဝင်ရှောက်မယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်မယ်ဆိုရင်ဘုရားသခင်ကတင်းကိုအချိန်မီလာပြီးမယ်ဘုရားသခင်ဖြစ်မှတင်းရဲ့ကြောက်ရွံ့တဲ့စိတ်တွေကိုဘုရားသခင်ဖယ်ရှားပေးမှဖြစ်တယ်ဆိုမှနှုတ်ကပတ်တော်အပြင်ဝေငါတတိခံခြင်းဖြစ်တယ်ဝေငါတတိခံတဲ့နှုတ်ကပတ်တော်ပေါ်မှာအထူးပဲဘုရားသခင်ကောင်းချီးပေးပါစေ